အကုန်ကြလဲနဲပါလိမ့်မယ်ဗျကားဆွဲနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေညီကိုမောင်နှမတွေဆရာစီယုံကြီးပေးခဲ့တဲ့နီးလေးကိုအသုံးပြုရင်းနဲ့ကားကြီးခောက်ရည်များများဆွဲနိုင်ကြပါစေလို့ကျွန်တော်ရဲ့မိတ်ဆွေအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေကကြီး၃ပါးဘေးမှာလဲကောင်းစွာဖြတ်တန်းကျော်လွှမ်းလို့မနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ကျွန်တော်ကတော့အဘမင်းသားရဲ့အယူတော်မင်္ဂလာချမ်းကြီးတဲ့မှာ6မင်းဆောင်2004ခုနှစ်မှာဇန်နန္ဒာတယောက်ဖြစ်ခဲ့ပါတယ်အဘပေးခဲ့တဲ့ကံမီလာနာမည်ကတော့ကျော်စေရသူဖြစ်ပါတယ်အခုအနောက်ပိုင်းမှာကျွန်တော်တို့ဆရာသခင်ကျေးဇူးရှင်ဖြစ်တဲ့ဆရာစင်ယုံကြီးရဲ့ရင်ဝင်ရိတ်မှလည်းခိုးလုံးဝင်ရခဲ့ပါတယ်ဆရာစီကလည်းဗေဒင်ပညာနဲ့တော့လောကီပညာတွေကိုဆက်လက်စီးဖို့ဝင်ရခဲ့ပါတယ်ကျွန်တော်အခုပြောမဲ့ဗေဒင်နေရရကိစ္စတွေဆိုတာအဘမင်းသားကသင်ပေးခဲ့တဲ့နည်းတွေဆရာစင်ယုံကြီးသင်ပေးခဲ့တဲ့နည်းတွေကအခုကျွန်တော်ပြောမဲ့ဓမ္မီယနည်းလေးတစ်ခုကတော့ဆရာစင်ယုံကြီးကိုယ်တိုင်သင်ပေးပြောပြခဲ့ဘူးတဲ့ဓမ္မကြနီးရတစ်ခုဖြစ်ပါတယ်ကားဆွဲနေတဲ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်လည်းကားသမားတူပါကျွန်တော်လည်းလက်တွေ့ကျင့်သုံးခဲ့ရတဲ့နီးလေးပါကားဆွဲနေတဲ့ကျွန်တော်မိတ်ဆွေတွေကားဆွဲကောင်းအောင်ခေါင်းရည်များကားဆွဲကောင်းအောင်အခုဆွဲတဲ့ကားပေါ်မှာလူတွေအများကြီးလိုက်လာအောင်လောက်ရတဲ့နီးလေးပါအဲ့ဒီနီးလေးကတော့တိတ်တော့ခတ်မှတော့မဟုတ်ပါဘူးဗျာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးစီမှာခေါက်ဆွဲကြိုကက်လူပြီးတော့ဆူတောင်းရုံဖြစ်ပါတယ်အဲ့တော့ကားဆွဲနေတဲ့ကျွန်တော်မိတ်ဆွေတွေခေါက်ဆွဲကြိုကက်ခေါက်ဆွဲကြိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးစီမှာခေါက်ဆွဲကြိုကက်လူရင်းနဲ့ကိုဆွဲတဲ့ကားတွေကောင်းဖို့ခုနကခေါက်ရည်များဆွဲနိုင်ဖို့အကြအနာအသေးစိတ်ဆူတောင်းပေးပါအကုန်ကြလဲနဲပါလိမ့်မယ်ဗျနော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကားဆွဲနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေညီကိုမောင်နှမတွေဆရာစီယုံကြီးပေးခဲ့တဲ့ခေါက်ဆွဲကြိုကက်လူတဲ့နီးလေးကိုအသုံးပြုရင်းနဲ့အားရခောက်တိုင်းခောက်ရည်များများဆွဲနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဗျာ